အားလုံးပဲမင်္ဂလာပါခင်ဗျာ The Greening Guru ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကျော်မဲဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံမှာ trucker driver တချို့ည2 နာရီနောက်ပိုင်းလမ်းတစ်ခုကိုဘယ်တော့မှမဖြတ်ရဲကြဘူးလေဗျဘာလို့လဲဆိုတော့အဲ့ဒီလမ်းမှာကိုဝင်ဆောင်မိန်းမတစ်ယောက်ကားအမြဲတမ်းတတစီးတတ်လို့တဲ့ဒီညတငယ်ချင်းတို့နားထောင်ရမယ့်ဇလံထိုင်းနိုင်ငံရဲ့အကြောက်စရာအကောင်းဆုံးဇလံတွေထဲကတစ်ခုဖြစ်တဲ့ဖီတိုင်တန်ထောင်းအတိတ်ပဲကကိုဝန်နဲ့တည်သွားတဲ့တရေမှာတဲ့ည2 နာရီထိုင်းနိုင်ငံရှင်းမိုင်နဲ့ဘန်ကောက်ကြားကတောင်တွေနဲ့ဝိုင်းထားတဲ့လမ်းမကြီးတစ်ခုမိုးတွေရမ်းတဲနေတဲ့ကားမီးရောင်တွေကရေဆိုလမ်းမပေါ်မှာလှုပ်ရှားနေတဲ့အရိပ်တွေလိုမျိုးအဲ့ဒီလမ်းကိုထိုင်းတက်စီသမားတွေ truck driver တွေရဲတပ်ဖွဲ့တွေတောင်ညဘက်မဖြတ်ရှင်ကြဘူးဘာလို့လဲဆိုတော့အဲ့ဒီလမ်းပေါ်မှာခေါင်းမပါတဲ့ကိုဝင်ဆောင်မိန်းမတစ်ယောက်ပေါ်လာတတ်လို့ပဲတချို့ကသူမကိုဖီတိုင်တန်ထောင်းလို့ခေါ်တယ်အတိတ်ပဲကကိုဝန်နဲ့တည်သွားတဲ့တရေမှာတဲ့ဒါပေမဲ့ဒီဇက်လန်လေးကရိုးရိုးတရေဇက်လန်တော့မဟုတ်ဘူးဗျဒီအကြောင်းကိုသိတဲ့သူတွေကတချို့ယူသွားကြတယ်တချို့ပျောက်သွားကြတယ်တချို့ကတော့သူတို့မြင်ခဲ့တာကိုသိတဲ့အထိမပြောရဲခဲ့ကြဘူးဒီဇက်လန်ကိုထိုင်းနိုင်ငံလမ်ပန်ခရိုင်ကအသက်68နှစ်ရှိပြီဖြစ်တဲ့အငိမ့်စား truck driver တယောက်ကမသေးခင်3 ရက်အလိုမှာ record လုပ်ထားခဲ့တာသူ့နာမည်ကစုံချိုင်းနဲ့သူပြောခဲ့တဲ့စကားတွေထဲမှာငါဒီအကြောင်းကိုနှစ်30လုံးမပြောခဲ့ဘူးဒါပေမဲ့ငါသေကာနီးပြီအဲ့မိန်းမကြီးကိုငါတကယ်မြင်ခဲ့ရတာလို့ပါတယ်စုံချိုင်းဟာ1998ခုနှစ်တုန်းကဘန်ကောက်ကနေရှင်းမိုင်ထိကုန်ကားမောင်းတဲ့ driver တယောက်ဖြစ်တယ်ညတိုင်းလိုတောင်လမ်းတွေဖြတ်ရတယ်တနေ့မှာတော့သူ့တငယ်ချင်း driver တယောက်ကကီလို40ခွန်လမ်းကြားမှာဘယ်တော့မှမင်းကားမရက်မိစေနဲ့နော်လို့တတိပေးခဲ့တယ်စုံချိုင်းကရေလိုက်တယ်တရေဆိုတာမရှိပါဘူးကွာတဲ့ဒါပေမဲ့အဲ့နေ့ညမှာမိုးတွေအရန်ကြီးလာတယ်တိမ်တွေအရန်ထူတယ်ကားရှိကိုတောင်တေချာမမြင်ရဘူးရေဒီယို signal ကလည်းတဖြည်းဖြည်းပျောက်သွားတယ်ပြီးတော့လမ်းဘေးမှာအဖြူရောင်အင်ကြီးဝတ်ထားတဲ့ကိုဝင်ဆောင်မိန်းမတစ်ယောက်မိုးရေထဲမှာရက်နေတယ်စုံချိုင်းကကားရှင်လျှော့လိုက်တယ်မိန်းမကခေါင်းငုံထားတယ်စပင်ရှည်တွေကမျက်နှာကိုဖုံးနေတယ်လက်ထဲမှာခလေးအဝတ်သေးလေးတစ်ထည်ကင်ထားတယ်သူမလှုပ်တောင်မလှုပ်ဘူး truck driver တချို့မှာအယူရှိတယ်ညဘက်ကိုဝင်ဆောင်မိန်းမတွေကိုလမ်းဘေးမှာတွေ့ရင်ကားဘယ်တော့မှမရက်ရဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒါလူမဟုတ်နိုင်ဘူးလို့ဆိုတယ်ဒါပေမဲ့စုံချိုင်းကအဲ့ဒီအမျိုးသမီးကိုတွေ့တော့သူတနာစိတ်ဝင်သွားတယ်သူ့ရဲ့ကားကိုရက်လိုက်တယ်အမျိုးသမီးကိုမေးလိုက်တယ်မင်းဘယ်သွားမလို့လဲအဲ့ဒီမိန်းမကတိုးတိုးလေးပြန်ပြောတယ်ဆေးရုံနဲ့အဲ့ဒီအမျိုးသမီးရဲ့အတန်ကလေဘင်းကနေမထွက်တလို့ရေထဲကနေပေါ်လာတဲ့အတန်လိုမျိုးဖြစ်နေတယ်စုံချိုင်းကတနာစိတ်နဲ့အတူအဲ့ဒီအမျိုးသမီးကိုကားပေါ်တက်ခဲလို့ပြောလိုက်တယ်အဲ့ဒီအမျိုးသမီးကကားနောက်ခန်းထဲမှာဝင်ထိုင်လိုက်တယ်အဲ့ဒီအချိန်မှာကားထဲကအပူချိန်ကဆက်ရှင်အေးဆက်သွားတယ်လမ်းပေါ်မှာရှိနေတဲ့မြူတွေထွက်တောင်မှကားထဲကအပူချိန်ကပိုပြီးအေးလာတယ်လို့ခံစားရတယ်စုံချိုင်းရဲ့လက်မောင်းမှာစက်သိန်းတွေထလာတယ်စုံချိုင်းကကားနောက်ကြည့်မှန်ကနေတဆင့်အမျိုးသမီးကိုလှမ်းပြီးတော့ကြည့်လိုက်မိတယ်အမျိုးသမီးကတော့ခေါင်းငုံထားတုံးပဲမိနစ်20လောက်မောင်းလာပြီးစုံချိုင်းရဲ့စိတ်ထဲမှာတခုခုထူးဆန်းလာတယ်ကားနောက်ခန်းကနေဆွတ်ဆိုတဲ့အတန်မျိုးတွေကြားနေရတယ်သွေးဆက်ကြတယ်လို့အတန်မျိုးသူမှန်တဲ့ကိုတစ်ချက်ပြန်ကြည့်မိလိုက်တယ်
အနောက်ခုံတစ်ခုလုံးအနီရောင်သွေးတွေတဖြည်းဖြည်းစီးကျနေတယ်စုံချိုင်းရမ်းလန့်သွားပြီးအမျိုးသမီးမင်းအဆင်ပြေရဲ့လားလို့မေးလိုက်တယ်အဲ့ဒီအမျိုးသမီးကတဖြည်းဖြည်းချင်းခေါင်းမော့လာတယ်အဲ့ဒီအချိန်မှာစုံချိုင်းရဲ့နှလုံးခုန်တန်းရက်သွားမတက်ဖြစ်သွားတယ်ဘာလို့လဲဆိုတော့အဲ့ဒီအမျိုးသမီးမှာမျက်လုံးမရှိဘူးနှာခေါင်းမရှိဘူးပါးစပ်တစ်ခုတည်းပဲရှိတယ်ပြီးတော့သူ့ရဲ့ပူနေတဲ့ဗိုက်ကြီးထဲကနေခလေးလက်တေးသေးလေးတစ်ဖက်ထွက်နေတယ်အဲ့ဒီအမျိုးသမီးကကျမကလေးကိုမြင်မိလားလို့မေးလာတယ်အတန်ကလူအတန်မဟုတ်တော့ဘူးတပြိုင်နက်တည်းလူအများကြီးကစကားတစ်ခုနဲ့ပြောနေတယ်လို့မျိုးစုံချိုင်းអော်ပြီးကားအရှိန်ကိုတင်လိုက်တယ်ဒါပေမဲ့ဗတ်မှန်ထဲမှာအမျိုးသမီးကတဖြည်းဖြည်းချင်းပိုနီးကပ်လာတယ်သူမမလုံနေဘူးဒါပေမဲ့သူမရဲ့မျက်နှာကတော့နောက်ကြည့်မှန်ထဲမှာတဖြည်းဖြည်းနီးကပ်လာနေတယ်တဖြည်းဖြည်းထပ်ပြီးနီးလာတယ်စုံချိုင်းကြောက်လန့်တကြားနဲ့ရွာဖုံးကြီးเจ้าကဆရာတော်ပေးလိုက်တဲ့ပဒီကိုဆွဲကင်လိုက်တယ်အဲ့ဒီအချိန်မှာပဲကားအင်ဂျင်ရပ်သွားတယ်မိုးကြီးနေတဲ့တောင်လမ်းလယ်မှာထရက်ကားကြီးကလုံးဝမလှုပ်တော့ဘူးနောက်အခန်းကနေကလေးငိုတန်ကြားရတယ်ပြီးတော့လမ်းမှာကားတားစီးတဲ့အမျိုးသမီးရဲ့အတန်ခမညာကျမကလေးကိုတတ်ခဲ့တာစုံချိုင်းအရန်တုံလှုပ်သွားတယ်ကြောက်အားလန့်အားနဲ့လည်းပြန်ခံညင်းမိတယ်ငါမဟုတ်ဘူးငါမင်းရဲ့ကလေးကိုမတတ်ဘူးလို့អော်တယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးကတော့လူတိုင်းအဲ့လိုပဲပြောကြတာပဲတဲ့အဲ့ဒီအချိန်မှာကားတကားဒုံဆိုပြီးပိတ်သွားတယ်မှန်တွေအကုန်အပြင်ကနေလက်ရာတွေထင်းလာတယ်သွေးလက်ရာတွေစုံချိုင်းကပြန်ပြောတယ်တောင်းပန်ပါတယ်ကျွန်တော်ဘာမှမကူညီနိုင်ဘူးပြီးတော့အနောက်အခန်းကနေဒုတ်ဆိုတဲ့အတန်ကြားလိုက်ရတယ်တယောက်ယောက်လေးဘက်ထောက်ပြီးကားပေါ်ကိုတက်လာတယ်လို့မျိုးစုံချိုင်းတဖြည်းဖြည်းချင်းပတ်မှန်ကိုပြန်ကြည့်လိုက်တယ်စောနကအမျိုးသမီးကကားခေါင်မိုးပေါ်မှာလေးဘက်ထောက်ပြီးခေါင်းပြောင်းပြန်နေသူ့ကိုစိုက်ကြည့်နေတယ်ပြီးတော့သူမရဲ့ပါးစပ်ကတဖြည်းဖြည်းကွဲထွက်သွားတယ်လူတစ်ယောက်ရဲ့ပါးစပ်ထက်3 ဆလောက်ပိုကြီးသွားတယ်ပိုကျယ်သွားတယ်ပြီးတော့ခလေးအတန်နဲ့ဖေးလို့စုံချိုင်းကိုခေါ်လိုက်တယ်စုံချိုင်းတတိလစ်သွားတယ်မနက်ရောက်တော့ရဲတွေကလမ်းဘေးမှာရက်နေတဲ့ထရက်ကားတစ်စီးကိုတွေ့တယ်စုံချိုင်းကကားအောက်မှာတုံရီနေတယ်သူ့မျက်လုံးတွေကနေရက်ဆက်တိုက်မအိပ်ထားသလိုမျိုးหนีရဲနေတယ်ရဲတွေသူ့ကိုမေးတော့သူပြောတဲ့စကားတစ်ခုနဲ့ကသူ့ကလေးကိုရှာပေးလိုက်ပါဗျာအဲ့ဒီနေ့ကစပြီးစုံချိုင်းဟာညဘက်အိမ်မပျော်တော့ဘူးတယောက်တည်းစကားတွေပြောတယ်မိုးရွာရင်အိမ်အောက်မှာကလေးအဝတ်တွေတပ်ဖွက်တယ်ဒီလိုနဲ့အချိန်က3 နှစ်လောက်ကြာလွန်သွားတယ်သူ့မိန်းမကတညမှာစုံချိုင်းကိုကလေးမရှိတဲ့အခန်းထဲမှာမငိုနဲ့သားလေးဖေဒီမှာရှိတယ်လို့ပြောနေတာကိုတွေ့လိုက်တယ်ဒါပေမဲ့သူ့လက်ထဲမှာဘာမှရှိမနေဘူးနောက်တစ်ပတ်မှာစုံချိုင်းရဲ့မိန်းမပျောက်သွားတယ်ရဲတွေရှာပေမဲ့လည်းဘလို့မှရှာလို့မတွေ့ဘူးဒါပေမဲ့အိမ်နောက်ကရေတွင်းဘေးမှာသွေးနဲ့ရေးထားတဲ့စာတစ်ကြောင်းကိုတွေ့ရတယ်ငါကလေးကိုပြန်ပေးစုံချိုင်းကသူတေဂာနီးအော်ဒီယိုရက်ကော့ထဲမှာနောက်ဆုံးစကားတစ်ခွန်းပြောခဲ့တယ်အဲ့ဒီညကငါကားမရက်ခဲ့တင်ဘူးဘာလို့လဲဆိုတော့အဲ့ဒီမိန်းမကလူမဟုတ်ဘူးသူကတခုခုကိုရှာနေတာထိုင်းနိုင်ငံမှာဒီနေ့ထိမိုးကြီးတဲ့ညတွေဆိုကီလို40ခွန်လမ်းကြားထဲမှာကိုဝင်ဆောင်မိန်းမတစ်ယောက်ရက်နေတာကိုဒရိုင်ဘာတချို့မြင်နေကြတော့မယ်ဒါပေမဲ့အန်ဒီရဲ့အကြီးဆုံးကသူမကိုမမြင်ရတာမဟုတ်ဘူးသူမကိုမြင်ပြီးသားဖြစ်သွားတာပဲဘာလို့လဲဆိုတော့ထိုင်းယူဆရဖ
ဖီတိုင်တန်ထောင်းကတယောက်ယောက်ရဲ့ကားပေါ်ကိုတက်ခွင့်ရသွားပြီဆိုတာနဲ့သူတယောက်တည်းဘယ်တော့မှပြန်မစင်းတော့ဘူးတဲ့ကဲဒီနေ့ကျွန်တော် sharing လုပ်ပေးတဲ့ဇာတ်လမ်းလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာတကယ်ချင်းတို့လည်းဒီညမိုးရွာနေတယ်ဆိုရင်အပြင်ပရင်းပေါက်ကိုဖွင့်မကြည့်ဖို့သတိပေးပါရစေဒါမှမဟုတ်တကယ်ချင်းတို့တောင်ပေါ်လမ်းတနေရာရာကိုရောက်တဲ့အခါအဲ့ဒီလိုအမျိုးသမီးမျိုးကားတားတယ်ဆိုရင်ရောရက်ပေးကြမှာလားသိပါရစေခင်ဗျာကျွန်တော်ရဲ့ comment လေးမှာရက်ပေးမယ်မရက်ပေးဘူးဆိုတာလေးလဲကျွန်တော်ပါတီးခွင့်ရအောင်ဝင်မှန်းသွားဖို့မမေ့ခဲ့ကြပါနဲ့ခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးတဲ့ဇာတ်လမ်းလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube account လေးကို like share subscribe လေးလုပ်သွားပေးဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲမင်္ဂလာညချမ်းလေးပါ